အလုံးကိုချစ်စရာကောင်းတဲ့ခံစားလေးပါဝမ်းထဲမှာတရေတီးပြီးဆိုတဲ့ချင်းအစားလို့သူကြိုက်နေတဲ့ချိုးချင်းပူဆန်းစရရအားလုံးကိုရင်ထဲမှာလွှဲထားရတဲ့ရှင်သွေးလေးအတွက်ရှုံးလွတ်နိုင်တာအမေပါကိုလာလည်းဆယ်လာဖော်ရတီရင်သွေးလေးအတွက်ဆိုင်တဲ့ရာအကုန်လုံးကိုဆွန့်လွတ်ပြီးသူရင်သွေးလေးချောချောချွတ်ချွတ်နဲ့လူလောကရဲ့ရောက်လာနိုင်အောင်ပြုလုပ်ပေးတာမင်းတို့ငါတို့ရဲ့ပြည်တွေပါကဘာကြီးမှာဘသူတွေဘယ်ကနေစားရပဲပြောပြောအာရန်နဲ့အင်ဝါနေစားရပဲပြောပြောဂျမားကြီးလေးပါနေစားရပဲပြောပြောလူတိုင်းပြောနေကြတဲ့ယာမတတနဲ့မေဒီယာပဲစားရပြောပြောနောက်ဆုံးမှာနေမရှိရင်ဘယ်ရာမှဖြစ်နေတာမှမဟုတ်ပါဘူးအမေရိရှိလို့ဒါအခုဒီမင်းတို့ငါတို့နောက်လာမျိုးဆက်တွေခုထိချန်နေတာအမေဆိုတာမင်းတို့ငါတို့တွေဘာပဲလုပ်လို့နောက်ကနေအများအားခွန်အားပေးတယ်ငါတို့တွေကိုအများအားယုံကြည်ပေးတဲ့သူဘယ်ချိန်ဘယ်နေရာပဲရောက်ရောက်အမေစီကဒီတန်လေးကိုပြန်တွေးတိုင်းစိတ်သက်ခွန်အားတွေလိုတက်ကြွလာစေရဲ့အဲ့ဒါငါသားကျိုးစားထားဘာမှဖြစ်ဘူးအရာအလုံးကချိန်တန်ပြီးသွားလိမ့်မယ်မင်းနောက်မှာအမေများရန်ရှိရဲ့သားတဲ့လောကမှာရှိတဲ့မျိုးသမီးတွေမှာအလားဆုံးမျိုးသမီးရတော့နေပါပဲကဘာပေါ်မှာဘယ်တော့မှလာစားမရတဲ့မျိုးသမီးရလည်းနေပါပဲကဘာပေါ်မှာဘယ်တော့မှကဘာပေါ်မှာတော့ဆိုရစပုံကိုရောက်တရား1000ကဆိုလိုက်ပါဘယ်စပုံမှာကိုမေလောက်ကောင်းဘူးဘသူတွေဖြော်တဲ့ကော်ဖီဘလောက်ကောင်းတယ်ပဲပြောပြောဒီဖြော်တဲ့ကော်ဖီကနတ်တုတ်တာမဖြော်တဲ့ကော်ဖီကနတ်တုတ်တာထက်ပိုပြီးတော့ရတာရှိရဲ့ဘလောက်တမိုးကြီးရဲ့နိုင်လို့စပဲဖြစ်ဖြစ်မနဲ့ဟဲ့ကောင်ဟဲ့တမိမနဲ့လင်းနေပြီထစာချက်လို့ဆိုရလို့စားလည်းမေးပါပဲကဘာပေါ်မှာလာဆောင်လက်ကျွန်တော်တို့ငငယ်ကဝိတ္တုရှော့ပြီးတဲ့လက်လဲကြတာပြန်ထူပြီးတဲ့လက်အိယာခင်းကိုဒီရန်ခင်းပြီးတဲ့လက်ပကတ်ထဲချောသိပြီးလွဲပြီးတဲ့လက်ကလည်းမေးပါမိလက်ပါပဲတိတ်ကိုလာရတပါတာရီဒီဝေဝိစာတိတ်တွေဝခိုင်းစီရင်ပြီးတော့အင်းကြီးအဟောင်းနှစ်ထည်တမင်အဟောင်းနှစ်ထည်နဲ့ညီတာအမေပါဒါနဲ့အဖေရောလို့နေဖေရလည်းတူပါတယ်လူတိုင်းကတော့တည်ပြီးပြီးရဲ့အမေရဲ့လက်လေးကိုပဲမြင်ကြအောင်ပေါ့ဒါမဲ့နေဘူးကျဲတဲ့မူကြီးထဲမှာတည်ပြီးပင်ကိုစိုက်တဲ့အဖေကိုတော့မြင်နိုင်ကြမှာမဟုတ်တော့ဘူးဒီလိုတွေပြောနေလို့ကျွန်တော်မှာနေရှိလာလို့ပြောနေကျွန်တော်လည်းမရှိပါဘူးဒီစကားတွေကကျွန်တော်တို့စိတ်နဲ့ခွန်အားတွေပါဒါမဲ့အမေကပြောအဖေကပြောတယ်အသားရမင်းဖြစ်စေချင်တာလေးတစ်ခုပဲရှိရဲ့တဲ့အဲ့ဒါဘာလဲဆိုတော့မင်းတို့သွားတဲ့လမ်းတိုင်းကိုတဲ့အလင်းမပေးနိုင်တော့နဲ့ကိုဆုံးကျူးလို့မိတ်တုံနဲ့အလင်းပေးနိုင်တယ်လို့ဖြစ်အောင်ကြိုးစားပါအမေဘေးနားမှာရှိနေတဲ့လူတွေတစ်ခုလောက်ပြောချင်ပါတယ်အမေရဲ့တို့ကိုနိုင်တဲ့ခွင့်ရေးကိုနောက်မှမဟုတ်ပဲဒီနေ့ပဲတန်ဖိုးထားပါလို့အမေကိုချစ်တယ်လို့တစ်ခါလောက်ဖြစ်ပြောကြည့်ပါအမေခင်ဗျားတို့အမေဘလောက်ပျော်ရွှင်သွားမလဲဆိုတာခင်ဗျားတို့မြင်ရလိမ့်မယ်မေကိုမေရပါဝင်မေကိုစောင့်ကြနေတဲ့ကိုဆောင်နဲ့နှလုံးကိုဆောင်နဲ့များကိုနှလုံးစိတ်ပိုင်းအေးချမ်းပါစေသူတော်ကောင်းတရားနဲ့အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ပါစေမကောင်းသောစိတ်မကောင်းသောအကြံစီမကောင်းသောဘဝချင်းမကောင်းသောမိတ်ဆွေရုံးများနဲ့ကြွေးရပါစေရှင်ရဟုတ်မိကိုမေကိုမေတ္တာပို့ရင်းနေကုန်းချုပ်ပါလေရှင်ကျမကတော့ပြော်သူလာပြည့်နေ့မှာကြားရောက်တဲ့အမေများရဲ့အကြောင်းကိုပုံပြတဲ့အနေနဲ့ပြောကြဒီလိုအားလုံးရဲ့ရှေ့မှာပြောကြခွင့်ရတဲ့အတွက်အထူးပဲဝမ်းသာမိပါတယ်ရှင်။အချို့အများအဆက်အခါဆင်ကျင်ပြီးတော့သူတို့စားချင်တာကိုမစားဘဲနဲ့ရှောင်ကျဉ်ထားရတယ်။ပြီးတော့သူတို့ရဲ့လှပတဲ့ခန္ဓာကိုယ်လေးမှာဘိုက်ဘူးကြီးနေလေအဲ့လိုမျိုးလာတော့လာတဲ့အမေများနဲ့အမေရဲ့မေတ္တာအနစ်အမေရဲ့မေတ္တာအနစ်နာခံမှုတိကံမှုခွန်အားတွေကိုလည်းပြန်လည်တတိယပါကျေးဇူးတင်ဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်တယ်လောကမှာလူတယောက်မပွားလာနိုင်ဖို့နင့်နာခံပေးရတဲ့သူကလည်းအမေပါပဲမ
မေအောင်ကိုကောင်းတင်ရောက်သွားပြီတာရမီရဲ့မွေးပါလာတဲ့အချိန်ဒီကိုအစင်မပြေအောင်စင်မပြေအောင်ခံယူပြီးတာရမီရဲ့အတွက်စဉ်းစားပေးတဲ့မေတ္တာကြီးခြင်းမေတ္တာကြီးခြင်းဖြစ်မေတ္တာကြီးခြင်းဟာမေးပါပဲဒီကမ္ဘာလောကကြီးမှာအသားလုံးလုံးများတဲ့အရာသုံးခုရှိတယ်အဲ့ဒီအရာကတော့ချင်းရဲ့အသက်အရွယ်ရဲ့မိဘရဲ့မိဘဆိုတဲ့အရာသုံးခုဖြစ်တယ်အဲ့ဒီအရာအသားလုံးလုံးများတဲ့အရာတွေဖြစ်တယ်အချင်းရှိခိုင်လုံးလားတိုက်ဆိုတဲ့အတိုင်းအရွယ်ကောင်းဆုံးအစာကျိုး